နော်တော်ဝင်ကျော်မှအထူးတင်ဆက်ပေးလိုက်တဲ့အဲ့တော်မတန်းလေးဖြစ်ပါတယ်အယောင်ကတော့ကာလာကတော့ကြောင်းစုံရပါတယ်ကာလာကတော့ကြောင်းစုံရပါတယ်အစိမ်းရဲ့အပြာရဲ့အနီရဲ့ရွှေရောင်ရဲ့ကာလာကတော့ကြောင်းစုံရပါတယ်ဒီချင်းမင်းတွေရဲ့နှစ်သက်တဲ့အယောင်များကိုလေတော်ဝင်ကျော်မှကြောင်းစုံစီစဉ်ပေးမှာဖြစ်ပါတယ်A4 site legal site A3 site site ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်အထဲမှာအတွင်းသားများကလည်းတစ်မျိုးနဲ့တစ်မျိုးမတူအောင်လည်းစီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်အတွင်းသားများကလည်း၄မျိုးစီစဉ်ပေးထားတာဖြစ်ပါတယ်ဒီဟာဆိုရင်အဲ့ဒါတော့မတန်းဟိုတူတယောက်တည်းရေးလို့ရတဲ့အဲ့ဒါတော့မတန်းဖြစ်ပါတယ်တူတယောက်တည်းတယောက်တရွက်ချင်းရေးချင်းရေးလို့ရပါတယ်ဒီဇိုင်းမတူပါဘူးခင်ဗျာဒီဇိုင်းမတူပါဘူးနော်ဒီဒီဇိုင်းဆိုလို့ရှိရင်ဒါအများကြီးတဲ့ဟာပေါ့နော်အများသုံးတဲ့ဟာဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်တူတယောက်လည်းသုံးရင်ဒီဇိုင်းဖြစ်ပါတယ်ဒါဆိုရင်ဌာနဆိုင်ရာအကြီးအကဲများအသုံးပြုတော့ပုံစံဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဌာနဆိုင်ရာပုံမှန်လူကြီးများအသုံးပြုတော့အဲ့ဒါတော့မတန်းဖြစ်ပါတယ်ဒီပုံစံမျိုးပါဆိုလို့ရှိရင်ကျွန်တော်တို့ကုမ္ပဏီတွေဌာနဆိုင်ရာတွေကျွန်တော်တို့ဒီမင်္ဂလာဆောင်အခမ်းအနားတွေမှာဆိုလဲဒါမျိုးသုံးပါတယ်ခင်ဗျာဒီဟာမျိုးလဲကျွန်တော်တို့စာနယ်ဇင်းမိတ်ဆက်ပွဲတို့ကျွန်တော်တို့ဒီအများပြုလုပ်တဲ့အခမ်းအနားမှာဆိုလဲဒါမျိုးတွေသုံးပါတယ်ခင်ဗျာအထက်အတွင်းဒီဇိုင်းကိုလဲကိုနှစ်သက်တဲ့ပုံစံတိုင်းစီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့ကုမ္ပဏီရုံးခန်းအထူးညနေစာကိုလည်းကျွန်တော်တို့ခုနလိုပေါ့ဒီအဲ့ဒါတော့မတန်းနေဘူးလေဆိုလို့ရှိရင်ဟိုတယ် site တွေမှာဆိုလို့ရှိရင်ဒါမျိုးကျွန်တော်တို့အသုံးပြုပေးထားခြင်းဖြစ်ပါတယ်အဲ့ဒါတော့မတန်းပေါ့နော်ကျွန်တော်ဒါ two group ရဲ့အဲ့ဒါတော့မတန်းဖြစ်ပါတယ်ဒါကုမ္ပဏီဟိုတယ်များကိုလည်းကျွန်တော်တို့အထူးဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်ဒီကတော့ bank state တွေကိုလည်းကျွန်တော်တို့ကဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် A bank ပေါ့နော်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော် UA bank ပေါ့နော် UA bank ကျွန်တော်တို့ဘဏ်တွေကိုလည်းကျွန်တော်တို့အဲ့ဒါတော့မတန်းတွေကိုလည်းဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်ဒီမင်းတို့ရဲ့နှစ်သက်တဲ့ကုမ္ပဏီတွေဟိုတယ်တွေတို့လည်းစိတ်ကြိုက်ပေါ့နော်လူကြီးမင်းတို့ရဲ့ဒီဇိုင်းများကိုလည်းတော်ဝင်ကျော်မှာအပီးစီဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်